အဲ့တော့ပရိစ္ဆေသမုပ္ပါလေးကိုရှင်းရှင်းလေးအရာစကားနဲ့ပြောကြည့်အောင်အရာစကားနဲ့ပြောကြည့်လိုက်တို့တွေဟာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာမသိဘူးဟုတ်ပြီဒါဆာလိုက်တယ်ဒါလှုပ်တဲ့သလားဒါမလှုပ်တဲ့ဘူးလားမသိဘူးမသိတော့ဘာလုပ်လဲမလှုပ်တဲ့နာကိုလှုပ်တဲ့နဲ့လို့ထင်တယ်လှုပ်တဲ့နာမလှုပ်တဲ့ထင်တယ်ထင်ပြီးတော့လှုပ်တယ်ရမ်းလှုပ်တယ်မသိတာကအဝိဇ္ဇာလှုပ်တာကသင်္ခါရရလိုက်တဲ့ရလတ်ကြတော့ကောင်းကျိုးဆိုကျိုးသင်္ခါရပိစ္ဆယဝိညာဏဆိုတဲ့ဘဝအစတစ်ခုရဝိညာဉ်ပါလာလို့ဝိညာဉ်ပရိသေစိတ်ကလေးစလိုက်တာနဲ့တပြိုင်နက်သူနဲ့တွဲဖက်လာတဲ့ရုပ်တည်နာမ်နေပါလာတယ်ဝိညာဏပိစ္ဆယနာမရူပံနာနဲ့ရုပ်တည်ဖြစ်လာနာနဲ့ရုပ်တည်ဖြစ်တဲ့အခါကျတော့ဘာတွေပါလာတော့ဆိုမျက်စိပါလာတယ်နားပါလာတယ်နှာခေါင်းပါလာတယ်ရှားပါလာတယ်ကိုယ်ကာယပါလာတယ်အသိစိတ်ပါလာနာနဲ့ရုပ်ထဲမှာဓာရီပါအကယ်၍ဓာရီမပါဘူးဆိုရင်တစ်တုံးကြီးလိုနေမှာပဲဘယ်လိုလုပ်ဆက်တဲ့နော်လူတွေမှာမျက်စိပါလို့ပြမကအာယုန်တွေကိုမြင်ကြတယ်နားပါလို့အသံနဲ့ဆက်သွယ်တယ်နှာခေါင်းပါလို့အနံ့နဲ့ဆက်သွယ်တယ်လျှာပါလို့အရသာနဲ့ဆက်သွယ်တယ်ကိုယ်ကာယပါသည့်အတွက်ကြောင့်ဖုဒ္ဓဘာယုံဆိုတဲ့အထီးတွေ့အာယုန်တွေနဲ့ဆက်သွယ်စိတ်ပါသည့်အတွက်ကြောင့်ကြံတွေးအာယုန်တွေနဲ့ဆက်သွယ်တယ်ဆိုတော့အဲ့ဒီဆက်သွယ်မှုတွေဒါကိုပြောတာနာမရူပပစ္စယသလယရဏအဲ့ဒါတွေပါလာလို့သလယရဏပစ္စယဖတ်တော့ထိတွေ့မှုတွေပေါ်လာတယ်ပေါ်လာတဲ့အခါဘာဖြစ်တော့ဆိုရင်ဖတ်တာပစ္စယဝေဒနာစိတ်ခံစားမှုတွေပေါ်လာတယ်ဘဝဆိုတာအဲ့ဒါပဲဘဝဆိုတာအဲ့ဒါလူဘဝဆိုတာစဉ်းစားကြည့်လိုက်တို့ရထားတဲ့ဘဝဟာအတိတ်ဘဝတော့ကအမှန်မသိလို့လုံးပြီးလုံးလိုက်တယ်ကံခုခေတ်စကားနဲ့ပြောမယ်ဆိုရင်ကံကောင်းလို့လူဖြစ်လာတယ်ပေါ့ကောင်းတာလုပ်ပြီးတော့ကောင်းတဲ့သင်္ခါရကြောင့်လူဘဝဆိုဝိညာဉ်မကောင်းတာလုပ်ပြီးလို့ရှိရင်တရိစ္ဆာန်ဘဝရောက်တော့အောင်အပင်ငယ်ရောက်တော့အောင်ပါပဲဒီနေရာမှာအဲ့တော့ကံကောင်းတယ်လို့ပြောကြပြန်တယ်အဲ့မှာကောင်းတဲ့ကုသိုလ်ကံရဲ့အကျိုးကြောင့်ဝိညာဉ်နာယုတ်သလယရဏဖတ်တာဝေဒနာဆိုဒီခံစားချက်တွေဘဝဆိုတာအဲ့ဒါအဲ့ဒီဘဝရဲ့အတွေ့အကြုံလေးတွေပေါ်မှာလူတွေကဘာဖြစ်တယ်ตาရလာကြပြန်တယ်နော်ตาရလာကြမကြခင် New Year ကျတော့ Happy New Year နဲ့ဩကြအောင်မှာပေါ့ဘာကြောင့်လို့ဆိုရင်ပြောချင်တာလေအဲ့ဒါဝေဒနာပဲပြောချင်တာကိုကြိုက်တယ်ပြောချင်တာကိုကြိုက်တယ်အဲ့ဒါဘာလို့ဝေဒနာကိုကြိုက်နေတာဝေဒနာကြိုက်တော့ဘာဖြစ်လဲဝေဒနာပစ္စယတဏှာဖြစ်တာပေါ့လိုချင်လာတယ်လိုချင်တော့ဆွဲလန်းလာတယ်တဏှာပစ္စယဥပါဒာအဲ့ဒါကြတော့ကိလေသာဖြစ်သွားပြီနော်ဝိညာဏယုသလယရဏဖတ်တာဝေဒနာထိအောင်ကံတစ်ခုကပေးလိုက်တဲ့အကျိုးရလဒ်တွေသာဖြစ်တယ်အဲ့ဒီကနေပြီးတော့ဥပါဒံတဏှာဥပါဒံကြတော့ကိလေသာစိတ်ကိုပူပန်စေတတ်တယ်စိတ်ကိုညှဉ်းနှွမ်းစေတတ်တယ်ဒီအကျိုးဒီဟာတွေကိုဖန်တီးပေးနေတဲ့သဘာဝတရားတွေကိုယ့်ရဲ့ထဲမှာဖြစ်လာတယ်အဲ့ဖြစ်လာတာဟာသူရင်ရတလားလို့ဆိုမရဘူးဥပါဒနာပစ္စယဘဝဆိုပြီးတော့ကံနေပြန်ဖြစ်ပြန်တယ်သူလိုချင်တယ်ဆွဲလန်းတယ်ရအောင်လုပ်တယ်လိုချင်တာကတဏှာဆွဲလန်းတာကဥပါဒံရအောင်လုပ်တာကြတော့ကမ္မဘဝဒါဖြင့်ကမ္မဘဝလုပ်တော့ဘာဖြစ်လဲရအောင်လုပ်တော့ရပြန်တာပေါ့ဘာရတော့ဆိုဘဝပစ္စယဇာတိအဲ့ဇာတိရပြန်တဲ့အခါကျတော့ဒီကံရဲ့အကျိုးပေးနေပုံကိုကြည့်ဘဝရလာတဲ့အခါဇာတိဖြစ်လိုက်တာနဲ့တပြိုင်နက်နောက်ကဘယ်သူတွေလိုက်တာတော့ဆိုစရာနဲ့မရဏပဲအိုခြင်းနဲ့သိခြင်းပဲဒီကြားထဲမှာဖြတ်ပြီးဝင်လာတာဘယ်သူတော့ဆိုရင်ဗျာတိဆိုတဲ့ယောဂဝေဒနာတွေပဲအဲ့တော့စရာမရဏဒီကြားထဲမှာဒီပြဟာတွေမရှိဘူးလားဆိုရှိတယ်ဘာတွေတော့ဆိုရင်တောကတဲ့ကိုရထားတဲ့အခွင့်အရေးလေးတွေဆုံးရှုံးသွားမှာတော့မထိတ်နိုင်ရင်ပရိဒေဝငိုရပြန်တယ်ကိုဆင်းရဲမှုတွေနဲ့ကြုံတယ်စိတ်ဆင်းရဲမှုတွေနဲ့ကြုံရတယ်နောက်ဆုံးမှာစိတ်ပင်ပန်းလွန်းတဲ့ဒေါသဆိုတဲ့စိတ်ပင်ပန်းမှုတွေနဲ့ကြုံရတာဥပါယတာကဲတွက်ကြည့်လိုက်မယ်ဆိုရင်ဇာတိရဲ့နောက်ကဆက်လာတဲ့အရာတွေဟာဘာတွေတုံးဆိုမြတ်စွာဘုရား
ဧဝမေတ္တခေဝလတ္တဒုက္ခခန္ဓတမင်းတို့ရတာဒုက္ခတသက်တည်းကြီးပဲဒါကိုကံကောင်းအောင်လုပ်နေကြမလားဒီပရိစ္ဆေသမုပ္ပါဒ်ကိုပဲဆင်ញင်ကြည့်လိုက်ဆင်ញင်ကြည့်လိုက်လို့ရှိရင်ကံကိလေသာတန်တရားဘဝတန်တရားဆိုတာထင်ရှားအဲ့ဒီတိုင်သွားနေမယ်ဆိုလို့ရှိရင်ကိလေသာနဲ့ကံနဲ့ပေါင်းစပ်ပြီးတော့အကောင်အဆိုးနှမျိုးကိုဖန်တီးနေမယ်ဖန်တီးနေလို့ရှိရင်ရလာတဲ့ယတ္တတိပါတော့စရမရဏတောကပရိဒေဝဒုက္ခဒေါမနတဥပါယတဒုက္ခအစုဝေးကြီးတစ်ခုပဲရတယ်လို့မြတ်စွာဘုရားအတိလင်းဟောတာဟုတ်မဟုတ်ကိုယ့်ကိုစဉ်းစားကြည့်ငါတို့ရထားတာကိုယ်ထင်တယ်လေဟာလူဝါရထားတာသိမြတ်တာပဲကံကောင်းလိုက်တာလို့ထင်တော့မယ်လေဟိုတစ်ဖက်ကပြောမယ်ဆိုရင်ကံမကောင်းဘူးလားလို့ဆိုရင်ကောင်းတယ်လို့တော့ပြောစရာရှိပါတယ်ဘာလို့ဆိုရင်ကုသိုလ်ကောင်းမှုတွေလုပ်ခွင့်ရရင်ကံကောင်းတယ်လို့ပြောကောင်းတဲ့အလုပ်တွေလုပ်လို့ရတယ်ကောင်းလို့ပါရမီကုသိုလ်တွေလုပ်လို့ရတယ်ဒီဘက်ကရှုတော်အချင်းအကောင်းသို့တော့ကိုရလိုက်တဲ့ပစ္စည်းတစ်ခုရဲ့ရလက်ရဲ့အဆုံးသက်ကိုကြည့်လိုက်ကိုရထားတဲ့အကြီးကတဖြည်းဖြည်းအိုးလာမယ်တဖြည်းဖြည်းနာမယ်နောက်ဆုံးမှသိဆုံးသွားမယ်ဒီကြားထဲမှာမကြည်မနှက်တွေတောကတွေစိုးရင်ရမယ်နော်ပရိဒီဝါတွေဖြစ်ရမယ်ကိုဆင်းရဲခြင်းခံရမယ်စိတ်ဆင်းရဲခြင်းတွေခံရမယ်စိတ်ပင်ပန်းမှုတွေနဲ့ကြုံရမယ်ဆိုဒီထဲမှာအကောင်းကရှာဖို့ရတော်ခက်သွား